Hello အားလုံးပဲမင်္ဂလာပါမနက်ဖြန်အာလူဒီနေ့အခုချက်မှာဖြစ်ပါတယ်အာလူရဲ့ဝတ်သားရဲ့အဲ့ဒါမှချူချီလေးချက်မှာဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါဦးဒါကတော့ကျက်တူထူနဲ့စီနဲ့ဂျင်းနဲ့မွေးအောင်လို့လုံးနေစီတက်နေရဖြစ်ပါတယ်စစ်တော့ပင်မနေပေါ့နောက်တော့ကပြပါဘေကာနေထားတာတော့သူမိုးရစားရခစားရအဲ့ငါပြရရောချင်းတင်ပြတဲ့အတွက်ညဒီထားလိုက်ပါမှဒီကြောက်လိုက်တာဒီသေးလေးနဲ့ဆယ်လိုက်မယ်ပေါ့နော်မယုတ်ကောင်းလေးနည်းနည်းထည့်ပါမယ်ပြီးသွားရင်တော့ sauce အချင်လေးနည်းနည်းထည့်မယ်ပေါ့နော်မီးလေးနည်းနည်းလေးမီးအေးလေးနဲ့စီလေးနည်းနည်းလေးနဲ့ပူလေးပေးပြီးတော့မှွေပါမယ်ပေါ့နော်ပူနည်းနည်းမှွေလိုက်ကိုက sauce အများကြိုက်များထည့်မယ်နော်တက်ဆက်လေးစားကြတယ်နော်မျိုးကြီး6လေးတွေကိုခါတဲ့စီတက်တဲ့ဒီမှာသားတစ်ပေါင်းမိုးနဲ့အလူနှစ်ထောင်ဘူးဆိုလို့ရှိရင်နိုင်ရတာနဲ့ပြုလုပ်ပြီးတော့စားခြင်းဆရာကောင်းနဲ့ဝတ်သားအလူတနေ့လိုင်းမဝင်တွေ့လို့